တုပစ္စယောအကုသိုလ်ကင်းကုသိုလ်နှင့်ရှင်တွဲရပါစေသာအာရမဏပစ္စယောမျက်စိနှင့်နားသည်နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသာဒီပတိပစ္စယောယုံနဲ့နှစ်ပါးတို့ကိုစောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသာအနန္တရပစ္စယောများစွာသောကုသိုလ်တရားတို့ကိုမျက်မှောက်ပြုရပါစေသာသမဏန္တရပစ္စယောယုံနှင့်နံတူရှိသောတရားတို့ကိုမျက်မှောက်ပြုရပါစေသာသာသတပစ္စယောယုတ်ချင်းနန်းချင်းထင်ရှားစွာသိရပါစေသာပညာပစ္စယောယုံမှနံမယုတ်တို့ပြောင်းလဲ၍သိရပါစေသာမေတ္တာပစ္စယောယုံနဲ့နှစ်ပါးတို့၏ဒီနေရာကိုသိရပါစေသာဥပနိတ္တပစ္စယောယရဏသုံးပါးကိုဥထိတ်ထားရပါစေသာပရိသရပစ္စယောရှိကဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာပစ္စဇရပစ္စယောနောက်မှဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာအာတိဝနပစ္စယောလူရဆန္ဒမရှိအောင်ပြည့်စုံရပါစေသာကမ္မပစ္စယောကံသုံးပါးကိုထိန်းသိမ်းနိုင်ရပါစေသာဝိပါကပစ္စယောဝိကျွေးသုံးတွေကိုပယ်ဖျက်ရပါစေသာအာဟာရပစ္စယောလူရဆန္ဒကိုပြည့်စုံစွာတောက်ပံ့ရပါစေသာဣန္ဒြိယပစ္စယောယုံနံကိုထိန်းသိမ်းတတ်သောပညာနှင့်ပြည့်စုံရပါစေသာဇာနာပစ္စယောသူတော်ကောင်းတရား9ပါးဉာဏ်စဉ်5ပါးနှင့်ပြည့်စုံရပါစေသာမဂ္ဂပစ္စယောဘာဝနာ2ပါးအပေါင်းကိုအာရုံပြုအထုတိပညာကိုရရပါစေသာတံပြုဒပစ္စယောသူတော်ကောင်းတို့နှင့်ပေါင်း၍ခုနှစ်ပြသောတရားနှင့်ရှင်တွေ့ရပါစေသာဝိပယဒပစ္စယောသူယုံမှနှင့်တွေ့၍အာကုသိုလ်ကင်းရှင်းရပါစေသာအတ္တိပစ္စယောသမုဒိနေ၏အရှိကိုဟုတ်မှန်စွာသိရပါစေသာနတ္တိပစ္စယောပရမတ္တမရှိတရား၏အတိကိုမျက်မှောက်ပြုရပါစေသာဝိကရပစ္စယောရှင်း၌ဝင်ပြီးကုန်သောဘုရားတို့ကိုရှိခိုးရပါစေသာအဝိကရပစ္စယောပွင့်လက်တန်သောဘုရားတို့ကိုရှိခိုးရပါစေသာဒါကတော့ခန္ဓာ14ပစ္စည်းရဲ့net တိတ်ပဲကိုကျွန်တော်ဖတ်ပြခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအဘိဓမ္မာကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ